အတူကျွန်တော်ပြောချင်တာကအဓိကအတူနဲ့အစ်စ်နဲ့နှိုင်းရှင်ပြတာနော်အခုထားပါတော့နော်သူ့သားကမိမနောက်မိမယူလို့ဒီပဲဆုံးလိုက်ဒါပေမဲ့သူကိုယ်တိုင်ကကြတော့နှစ်ယောက်ကိုအိမ်ထဲမှာတူပေါင်းတာနဲ့နောက်မှတယောက်ထပ်ယူတာနဲ့ဘယ်သူကပို့ပြီးတော့အပြစ်ရှိလဲကျွန်တော်ပြောချင်တာကနော်အဲ့လိုပို့ပြီးအပြစ်ကြီးတဲ့လူကလိုင်းပေါ်ယူတက်ရှင်းတာဗျာတူမှန်တယ်ပေါ့ဒီကအားလုံးပဲမင်္ဂလာပါကျွန်တော်ဟိုတနေ့ကကိုခင်လိုက်သားကိုအမွေပြက်ဆွတ်လို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ပုဒ်ပြင်လိုက်တာပါနော်အဲ့ဒါပတ်သက်ပြီးတော့ကျွန်တော် TikTok မှာတော့တော်လေးတော့ခရက်ရိုက်သွားတယ်ပေါ့လေအဲ့ဒါတော့ TikTok မှာကတော့တော်ပါသေးရဲ့ဗျာဟောဆို comment မှာပြန်တော့ comment တွေမဲရတယ်မင်းနဲ့ပါဆိုင်လို့လဲမျိုးမျိုးပေါ့တော်လိုင်းနဲ့ပါဆိုင်လို့လဲဘာညာပေါ့နော်သူများအိမ်မျိုးကြီးပေါ့နောက်တစ်ခုကကျတော့ဒီ YouTube မှာကျတော့လည်းပုံဆိုးသွားပြီဗျ။ YouTube မှာကျတော့တခါလေကိုခင်းလိုက်ပဲကောကျွန်တော်ပဲကောဒီကောင်ကနှစ်ဖက်ချုံခြုံပြီးတော့ကြောက်ချထားလို့လေ။အဲ့ဒါဆိုတော့တိတ်အဆင်မပြေဘူး။အဲ့ဒါလေးကိုကျွန်တော်ပြန်ရှင်းပြကြ။နောက်ကျွန်တော်ရဲ့သဘောထားအမှန်ကဘာလဲဆိုတာကိုတော့ကျွန်တော်ပြီးရင်ပြောမယ်။ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်အရင်ကြည့်လိုက်အောင်နော်။ဒီမှာတော့တိုင်းကလောကပရိသတ်တွေကတော့ဒါလူရှင်တော်တရုပ်ဆောင်ကြီးဝါရင်တရုပ်ဆောင်ကြီးခင်လိုက်ဟာဆိုရင်တော့ဖြစ်သူဟာသူ့ရဲ့မိန်းမအပြင်သူ့ရဲ့မိန်းမရဲ့ညီမအရင်ခင်မကိုပါထပ်ယူတဲ့ကိစ္စတိုင်းထဲမှာမိန်းမနှစ်ယောက်ပေါင်းနေတဲ့ကိစ္စကိုဒါလူရှင်တော်ဆောင်တဲ့ပေါ့ဒီတော်တိုင်းဘက်မှာပါဝင်နေသူဒါခင်လိုက်လို့နဲ့အများကြီးရင်းနေခဲ့တဲ့သူဒါသူကတော့အကုန်လုံးဖွင့်ချလိုက်တယ်ပေါ့လေဖွင့်ချတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောမယ်နော်ရင်းနှီးတယ်ဆိုတာလဲတအားကြီးတော့သူနဲ့ရင်းမရင်းနှီးဘူးဒါပေမဲ့ကျွန်တော်သိတယ်ကျွန်တော်လူရှင်တော်တယောက်ဖြစ်မှန်းသူသိတယ်သူ့ကားကိုကျွန်တော်ပြင်ဦးလို့ရနေပြီးတော့မန္တလေးလေဆိပ်ကိုတစ်ခေါက်လိုက်ပြီးဘူးအဲ့တော့သူတို့ကျွန်တော်ရွှေရှင်ကြရင်လည်းပွဲတော့ကတာကိုဒင်းတော်နဲ့ကိုနှစ်ယောက်ဘူးအဲ့လောက်ပါနော်ကျန်တာတော့ချူတင်နေမှာကျွန်တော်တွေးကြတာပေါ့နောက်တစ်ခုကကျွန်တော်ဖွင့်ချလိုက်တာမဟုတ်ဘူးပြနော်အမှန်တကယ်ဖြစ်စဉ်ကကျွန်တော်တို့ကအဖြစ်မှန်ဟာဘာလဲဆိုတာကိုကျွန်တော်တို့ကအဖြူမဲတဲကွဲစေချင်တာနော်အမှားနဲ့အမှန်နဲ့ဒီပရိသတ်တွေပြည်သူတွေကိုကျွန်တော်တို့ကသိစေချင်တာနော်အဲကျန်တာပြီးမှကျွန်တော်ဆက်ပြောမယ်တော်လေးပါတော်လေးစမှာလည်းသုံးချောင်းထောင်ခဲ့ရဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ပြည်သူကိုသစ္စာဖောက်ကားလို့မျိုးဒါမမီဘွားအသာရဖို့အတွက်ပဲရွေးချယ်သွားတဲ့ကိစ္စလုံးဝမချေတတ်ပဲနဲ့လူရှင်တော်ဆောင်တဲ့ဟာလဲကျွန်တော်ဘယ်လိုပြောရမလဲဗျာဒါတော့ဒီခင်လိုက်ကသူ့စစ်တပ်ကိုအားပေးမှာဘောလောက်ပြီးတော့ပြောစရာမလိုလားနော်ခင်လိုက်ကတခြားသောသူတွေလိုက်တည်သူလိုမျိုးတည်ပြီးရမှာလဲအမှခြေနဲ့ချမှာလားမသိဘူးဆိုတော့ဒါတော့လည်းအဆုံးရောက်တယ်ကျွန်တော်မြင်ရတော့ထင်တယ်ပေါ့နော်သူ့ကိုကျွန်တော်မသိစေချင်ပါဘူးနော်ဘာလို့ဆွတ်ရောက်ကပါကျွန်တော်သိစေချင်တာမဟုတ်ဘူးဒါပေမဲ့ပြည်သူတွေကထားပါတော့ကျွန်တော်တို့အမှုပညာသမားဆိုတာကနော်ပြည်သူကျွေးတဲ့ထမင်းကိုစားတာပြည်သူဘက်ကိုမျက်နှာမူရမယ်နော်အခုကပြည်သူတွေတခြားပြည်သူတွေကတနိုင်ငံလုံးဒုက္ခရောက်နေတဲ့တိုင်းတာမှာနော်သူတို့ကပျော်ပွဲရှင်ပွဲတွေလုပ်နေတယ်နော်ဟိုမှာခုနကကျွန်တော်ထွေးလိုက်တယ်ဒီမုံမင်းပြောထားတယ်နော်ပွဲတွေကြောင့်ဘာဖြစ်နိုင်လဲပေါ်တာဆွဲတိုင်းကပွဲအပြန်မှာပေါ်တာဆွဲတာတို့နော်အဲ့မှာစစ်တပ်ဖမ်းဆီးခြင်းတို့ညောင်းခံရနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့တော်လိုင်းဘက်ကဖောက်တာပါဆိုပြီးတော့ဘုံလဲသူတို့ကသူတို့ဖောက်နိုင်တယ်ကျွန်တော်တို့တော်လိုင်းသမားတွေအဲ့လိုမျိုးလူစုလူဝေးတွေဆိုတော့မလုပ်ဘူးနော်အဲ့လိုမျိုးပေါ့ပြောချင်တာအခုခင်လိုက်ကိုဒါဆောင်ရတာတော့လေးကိုအချိန်မနှဖြစ်နေပြီးတော့အခုခင်လိုက်ရဲ့မိသားစုအကြောင်းတွေကိုပေါ်လိုက်ရပါလိခင်လိုက်ဟာသူ့ရဲ့သားကိုအမွေဖြတ်ဆုံးလို့ပြီးတော့သူ့ရဲ့သားကဖောက်ပြန်လို့နော်အမွေဖြတ်ဆုံးလို့ပြီးသူ့ရဲ့ချွေးမနဲ့သားသမီးတွေကိုသူ့ရဲ့သားသမီးတွေချင်းမွေးစားလိုက်တာနဲ့ပတ်သက်ပြီးတော့တော်လေးကိုဒီကောင်းစိတ်ဓာတ်ဆိုပြီးတော့ချီးကျူးနေကြတဲ့အချိန်မှာပဲခင်လိုက်ကိုအယူတွေကနေငုံတဲ့တော်လိုင်းပဲတော့ဒါလောက်ပြောပြီအယိုးတဲ့ကျွန်တော်မမုန်းပါဘူးเนาะသူ့ရဲ့ပညာတွေကိုလွတ်ဆောင်ချက်တွေကိုကျွန်တော်လေးစားပြီးသားဒါပေမဲ့ပြည်သူဘက်ကိုမျက်နှာမူတယ်နောက်တစ်ခုကဗျာရှင်းအောင်ပြောရရင်တော့ကျွန်တော်တို့တော်လန်ဒီချိန်မှာတော်လန်ရေးရအရေးကြီးတယ်အဲ့တော့သူတို့ကအခုက line ပေါ်မှာဖုန်ထနေကြတယ်เนาะဟိုပွဲတွေလှုပ်လိုက်ခါလဲရှင်းလိုက်လင်းလိုက်နဲ့ခါလဲ line ပေါ်တက်ရှင်းရတာနဲ့ဒါလည်းပွဲတွေမျိုးမျိုးရှာနေကြလို့ကျွန်တော်တို့ရဲ့တော်လန်ရေးသတင်းတွေကိုဖုံးသွားမှာစိုးလို့เนาะကျွန်တော်ကပြောချင်းဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီတော်လန်ရေးကိုစူးမြောက်ခလုတ်အတားအဆီးတွေဆိုတော့ကျွန်တော်တို့ကတက်နိုင်တယ်ကျွန်တော်ဖယ်ရမှာเนาะအမှန်တရားကိုကျွန်တော်ချပြမှာအခုဆိုရင်ဗျာထားပါတော့ဒီကိစ္စကတော်တော်များများအတိုင်းဝိုင်းအကုန်သိတယ်ဒါပေမဲ့ဘယ်သူမှအမုန်းခံဘူးပြောချင်ဘာလို့ဆိုအမှန်တရားပဲဒါအမှန်တရားကိုအမုန်းမခံအောင်ကြောက်ဘူးဆိုရင်ဖုံးကွက်နေပါပဲเนาะအဲ့တော့ကျွန်တော်ကအမုန်းခံပြီးကျွန်တော်ကိုပြောပြရတာ
လူရှင်တော်ဆောင်ရဆိုရင်တော့ဒီခရိုင်ဟာမိမတယောက်ယူရဲပေါ့နော်သူမိမသူရဲ့မိမရဲ့ညီမအရင်ခင်မကိုပါဆွဲစီးလိုက်ရဖြစ်ပြီးတော့လိုက်ပွဲဆွဲလိုက်ရဖြစ်ပြီးတော့အခုအားလုံးသိနေကြတဲ့ဒီဇင်ထူမင်းဆိုဟာဆိုရင်လည်းဒီခင်မနဲ့ရရှိထားတဲ့ဒီလေးသာဖြစ်ကြောင်းထုတ်ပေါ်ပြောကြားလာတာဖြစ်တဲ့တိုင်းကတော့အပြည်သူတွေကတော့အောင်မဆုံးဖြစ်ခဲ့ကြရပြီလေဖြစ်ပါတယ်ဆိုတော့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးလို့ရှိတော့ခရိုင်ဟာကြီးဟာဆိုရင်တော့ဒီခရိုင်ကြီးဟာဆိုရင်တော့သိစိတ်နေရဖြစ်တဲ့သိစိတ်ချင်းဟာဝန်ခံကြလားဆိုပြီးတော့အမိကိုအမြင်မျိုးထုတ်နေချဖြစ်ပြီးလည်းဖြစ်ပါတယ်။ဒါလေးပါနော်။ပြောသွားတာတော့အဲ့ဒီတော့ကျွန်တော်ကဘာပြောချင်တာလဲဆိုတော့နော်အခုချိန်မှာဖြစ်နိုင်လို့ရှိရင်အဲ့ဒီပွဲလမ်းတပင်တွေကိုမသွားကြစေချင်ဘူးနော်မလုပ်စေချင်ဘူးပေါ့။ဘာဖြစ်လို့ကျွန်တော်တို့နိုင်ငံအခုတော်လေးကိုစိုးစိုးဝါဖြစ်နေပြည်သူတွေပေါ့အဓိကတော့တော်လန်ရေးကိုကျွန်တော်ကမြန်စေချင်တယ်ဗျာမြန်ပြီးစေချင်တယ်ဘာလို့မြန်ပြီးစေချင်လဲဆိုတော့ကျွန်တော်ကလက်ရှိခုမြေပြင်မှာတော်လန်မြေပြင်မှာရှိနေတာဖြစ်တဲ့အတွက်တကယ်ပြည်သူတွေရဲ့ဒုက္ခဆင်းရဲတွေကိုကျွန်တော်တွေ့နေရတယ်ကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲမိတ်ဆွေတွေအချင်းကိုဘော်ဒါတွေတိုက်ပွဲမှာကြာသွားတာတော့ခြေထောက်ဖြတ်လိုက်ရအောင်လက်ဖြတ်လိုက်ရအောင်နော်အမျိုးမျိုးကျွန်တော်တို့ညားတိုက်ရင်းဆိုရင်3ယောက်ကြာသွားပြီကျွန်တော်ကြောက်ပါကြာပြီနော်အဲ့လိုမျိုးပေါ့ဒုက္ခတွေကကြာလာတဲ့အမျှပြည်သူကလည်းအမျိုးမျိုးဘုံကျဲခံရနော်အမျိုးမျိုးပေါ်တာဆွဲခံရအဲ့လိုမျိုးတွေဖြစ်နေတာကိုကျွန်တော်တို့ကရက်တန့်ခြင်းအဲ့ဒါဖြစ်တယ်တော့ကျွန်တော်တော်လန်ရေးကိုဘယ်လိုပြောမလဲဒီဇိုင်းမမတ်နဲ့အားလုံးစုယုံပြီးတော့အားပေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ဗျာအတူကျွန်တော်ပြောချင်တာကအဓိကအတူနဲ့အစ်စ်နဲ့နှိုင်းရှင်ပြတာနော်အခုထားပါတော့နော်သူ့သားကမိန်းမနောက်မိန်းမယူလို့ဒီကဆုံးလိုက်ဒါပေမဲ့သူကိုယ်တိုင်ကကြတော့နှစ်ယောက်ကိုအိမ်ထဲမှာတူပေါင်းတာနဲ့နောက်မှတယောက်ထပ်ယူတာနဲ့ဘယ်သူကပို့ပြီးတော့အပြစ်ရှိလဲကျွန်တော်ပြောချင်တာကနော်အဲ့လိုပို့ပြီးအပြစ်ကြီးတဲ့လူကလိုင်းပေါ်ယူတက်ရှင်းတာဗျာတူမှန်တယ်ပေါ့သိလားမလားအဲ့မှာအဲ့ဟာဝင်ကြည့်လိုက်တယ်မှာအခု9.8 million ဆိုတော့10 million ဖြစ်တော့မယ်နော်အဲ့လိုမျိုးပေါ့အဲ့အောင်မှာအကုန်လုံးကဟာချီကျူဩဘာတွေပေးနေကြတာအဲ့ဒါကကျွန်တော်ကမနာလို့တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီလူကမသိလို့သူကပြောနေကြတာကထားတော့ခင်ဗျားတို့တချို့ကလည်းပြောတယ်ဗျာဘာဖြစ်လဲသူကသူလုံကျင်းတယ်လို့ယူတာ2ယောက်ယူပါယူတော့ခင်ဗျားညမကို2ယောက်ရှိတဲ့ဟာကိုခင်ဗျားညမ2ယောက်ကိုကဲလာယူရင်ရောခင်ဗျားတို့ဘယ်လိုနေလဲလို့ခံစားမလဲကျွန်တော်အဲ့လိုပြောချင်တာနော်မှန်တယ်မိဘဆိုကျွန်တော်ဆိုရင်ကျွန်တော်တို့ဆိုရင်ကျွန်တော်ဖေဆိုရင်ကျွန်တော်ငငယ်ဆိုရင်စိကရက်ကိုနော်3ဘူးလောက်တနေ့ကိုအနည်းဆုံးတောက်တာနော်စက်ပြင်းနေဆိုတော့ဒါပေမဲ့ကျွန်တော်တို့ငနဲ့လေးအရွယ်10နှစ်ကျော်သွားပြီဆိုတော့တိကနေဆိုအဖေကဖြတ်ပလိုက်တာဘာဖြစ်လို့လဲနော်ငါကိုယ်တိုင်ဆက်လိုက်တောက်ပြီးတော့ငါအသားလှည့်ကြရင်ဆက်လိုက်မကောင်းတော့ तू သိရလေယောဂဖြစ်မှာ तू သိရအဲ့တော့ကျွန်တော်တို့ရွယ်လဲရောက်လာပေါ့ပြောစရာမလိုဘူးလုံးအောင်ခုတည်းမတောက်တော့ဘူးအဲ့လိုမျိုးပေါ့အဲ့တော့မိဘဆိုတာကလေကိုယ်တိုင်တမိုင်းကောင်းပြီးတော့မှတမိုင်းကောင်းခဲ့မှာကိုသားသမီးကိုဆုံးမတာပိုကောင်းတာပေါ့ဗျာကျွန်တော်ပြောချင်တာကतू ကပိုဆိုးတဲ့ကိစ္စတစ်ခုကြီးရှိရသားနဲ့မှ तू သားကိုခုလိုလုပ်ပြီးတော့ live အဓိကတော့ဗျာ live ပေါ်တက်ရှင်းလို့ကျွန်တော်ပြောတာ तू မိသားစုကိစ္စတော်တော်တိတ်နေတာဆိုရင်ဘယ်သူမှဘာမှမပြောဘူးနောက်တစ်ခု comment လေးကျွန်တော်တွေ့သေးတယ် तू တယောက်တည်းမဟုတ်လေအများကြီးပဲအများကြီးယူထားတဲ့လူတွေကနော်ဒါပေမဲ့ကျန်တဲ့လူကျွန်တော်ပြောတဲ့အကြောင်းမရှိဘူးဘာလို့လဲဆိုတော့သူတို့ live ပေါ်မှာတက်ပြီးတော့မရှုပ်ဘူးဟေးလာဟာလာမလုပ်အခုက live ပေါ်တအားယူခါတော့ဟော့ပြီးတော့ပြည်ရမလား तू အောက်မှာတအားယူမှန်ပါတယ်ရဟန္တာပုံစံမျိုးတကယ်ဟာမျိုးကြီးပြောနေကြလို့ကျွန်တော်ကအမှန်တရားကိုချပြလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက်တော်လန်ရေးမှလည်းကျွန်တော်ပြောတာပဲနော်ဥထားပါတော့အန်ယူဂျီဆိုရင်ကိုသူတို့ကြည်ပြကိစ္စတော့သူတို့မရှင်းနိုင်ဘူးကျန်တဲ့ကိစ္စအောက်ကလူတွေပကဖတွေပါရှင်းလို့မရဘူးသူတို့တော့ပြောလို့မရဘူးလေဗျာကျွန်တော်ပြောအပေါ်ကနေမဟုတ်တာလုံနေတဲ့အတွက်အောက်ကလူမဟုတ်တာလုံရင်တွားပြီးတော့အပေါ်ကနေအမိတ်ပေးလို့မရဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ကရှင်းပြခြင်းဖြစ်ပါတယ်နော်အဲ့လောက်ပါပဲကျေးဇူးတင်ပါတယ်